မင်္ဂလာပါကိုစိုးကြီးကရှိုးရုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲတဟန်းစုတွေကနော်ဟိုက်ဂျက်လူစီလေးရှိလားလို့ဒါမမေ့နေတဲ့ကစတမာတွေအတွက်ပါဟိုက်ဂျက်လူစီလေးအယောင်းလေးတင်ပေးလိုက်ပါတယ်ခင်ဗျာကဲမာကနန် H တန်းကိုရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်အနောက်နံပါတ်လေးဆိုလို့ရှိရင်လည်းလှပါမယ်1193လေးပါခင်ဗျာအလွိုင်းပလက်လေးနဲ့ရပါမယ်ကာလာအဖြူရောင်လေးပါကဲရန်ကုန်လိုင်စင်ဆိုရုံပါမယ်ကညနာကိစ္စဝိစာအစီအပြေချောမွေးပါမယ်လိုင်စင်တန်းလေးကတော့2020ခု8လပိုင်းထိပါခင်ဗျာကဲမှန်နဲ့ရန်ကုန်လိုင်စင်နော်စလိုက်နှစ်ဖက်တန်းစုဟိုက်ချက်အော်တိုအမှန်လေးပါခင်ဗျာကဲဒါလေးကတော့အတွင်းကန်းလေးပါအတွင်းကန်းဆိုလို့ရှိရင်လည်းခေါင်းမီတွေပါရင်နဲ့ထိုင်ကုန်နေပါတွေတက်မှာမယ်ခင်ဗျာကဲဒီအဆောက်အဦမရှိပါဘူးအော်တိုမန်2ဝီးလေးပါအဲယာကိုနေပါတွေအေးပါမယ်ဒါလေးကတော့ဒိုင်ခွက်လေးပါခင်ဗျာကျွန်တော်14တစ်ချက်လောက်နှိုးရပေးပါမယ်ကဲကီလိုလေးကတော့2သိန်းဝန်းကျင်လေးပါခင်ဗျာ2သိန်း3000လေးပါမှန်ချိန်နာတွေပါရမယ်မော်ဒယ်လေးကတော့2008ပါခင်ဗျာအပေါ် dashboard ဆိုလို့ရှိရင်လည်းကွဲတာပဲတာလုံးဝမရှိပါဘူး TV တွေပါလည်းအလုပ်လုပ်ပါတယ်ဘက်ကင်မရာတွေပါလည်းကြီးမှာပဲကဲဘောဘွားလေးအင်စီးခြင်းနဲ့ကျွန်တော်စီသားလေးလည်းတက်တာခြင်းနဲ့ဆိုလို့ရှိရင်ဒန်စုလူစီအမှန်လေးရှိပါမယ်ခင်ဗျာကဲဒါလေးကတော့အလေကန်လေးပါမိသားစု4-5ယောက်လောက်ဘောဘွားလေးထိုင်လို့ရမယ်နောက်ခန်းဆိုလို့ရှိရင်လည်းကြကြဝန်းဝန်းနဲ့ဒါပစ္စည်းပစ္စည်းအရာတွေတင်လို့ကောင်းပါမယ်ခင်ဗျာကဲဒါလေးကတော့နောက်ခန်းလေးပါနောက်ဒုတ်တွေပါပါသွားပါမယ်ကဲအတွင်းကနော်ခေါင်းမြင့်အတွင်းကကျယ်ဝန်းတာလေးကြိုက်တယ်ဆိုရင်ဒန်စုလူစီလေးရှိပါမယ်မော်ဒယ်2008အော်တိုမန်2ဝီ660အင်ဂျင်ပါပါလေးရောင်းချပေးမယ်ဈေးတန်းလေးကတော့938သိန်းလေးကိုညှိနှိုင်းလေးရောင်းချပေးမှာပါခင်ဗျာကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ငွေချလက်ထက်ရစ်ချအားလုံးအဆင်ပြေစေရပါမယ်ဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးသေးသိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ခွန်1020 42ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်39 40 40 534နှစ်ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်အရှိဘောနက်ဖုန်းလေးဖွင့်ပြပေးပါမယ်ကဲဒါလေးကတော့အရှိဘောနက်ဖုန်းလေးပါခင်ဗျာကာညနာတရားဝင်ရေးစပိတာကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ချယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်ကဲတဟန်းစုအိုက်ကျက်လူစီအမှန်လေးပါခင်ဗျာရန်ကုန်လိုင်စင်အော်တိုမန်2ဝီးလေးပါမော်ဒယ်လေးကတော့2008ထွက်ပါတယ်အင်ဂျင်ပါဝါလေးကတော့660လေးပါခင်ဗျာရောင်းချပေးမယ်ဈေးတန်းလေးကတော့938သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါဝေချန်လက်ထက်အရေးကြအားလုံးအဆင်ပြေချောမွေးပါမယ်ဒီကားလေးကိုစိတ်ဝင်စားလို့ကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်ရှိတကုံရာသားတွေ1 way လမ်းမကြီး9ရက်ကွက်ရွှေပြည်လမ်းသွယ်ထိပ်လေးမှာဒါကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲကျွန်တော်တို့ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ